မင်္ဂလာပါရှင်ဆရာမျိုးထုထက်ရေးသားထားတဲ့အချစ်စာဝါကွယ်စာအုပ်ထဲကအချစ်စာနဲ့အချစ်ကဗျာတစ်ပုဒ်ကိုဖတ်ပြပေးထားပါတယ်ရှေးမိုးချိုးပြီးပြီလားကွယ်မင်းလာရီချင်မော်သွားလာအောင်တနခါရည်ကျလီပပလင်းကျဲကြိုက်စမ်းပါကွယ်ဒါမှငါနာတီးတီးတဲ့လက်မွေးကြံနေလိတော့မှာပေါ့ပြီးရင်စာဖတ်တဲ့လေးချင်းကိုပြမြင်အားထုတ်စမ်းပါကွယ်ဒါမှစဉ်းစားတွေးခေါ်နိုင်စွမ်းတွေကလှည့်ပတ်စည်းဝင်နေမှာနောက်ပြီးအကုသိုလ်စိတ်ကင်းပါပါရဲ့လीငါပဲဖြစ်ဖြစ်ငါကြောင့်နေတော့ရံပန်ရံခါတွေးပေးစမ်းပါအောင်ကွယ်ငါချစ်ရတဲ့သူကြီးဒီလိုဆိုမင်းရဲ့နှစ်လူပွဲလှပခြင်းတွေကပိုပြီးနုပြိုလိုက်ဆန်တက်ဝင်ပါလိမ့်မယ်မရှိနဲ့တကယ်ကိုမရှိပါနဲ့ချစ်ချင်းမှပျော်ရွှင်ခြင်းကယာနှုံးပြပါပြီးသားပဲလीအဲ့ဒါကိုလေသမားတော်ကမှတေချာတတ်အံ့မပြောနိုင်မိနဲ့ငါရေးကြီးပြောနေတာကိုတော့ရင်မေးမနေပါနဲ့ယုံဖြစ်တဲ့နီးနဲ့သာတက်မက်ယုံထားလိုက်စမ်းပါကွယ်မိလို့ငါအကြောင်းတွေးပြီးခက်ပင်းပြုံးလေးနေပြီးဟုတ်နော်အဲ့ဒါဆိုငါစိတ်လေးတွေချိုနှုံးလို့ပါချိုလှပြီကွယ်ချစ်သူရဲ့ဝင်းပပလှကျင်နိုင်လှလီတဲ့ချစ်သူကြီးကပူကယူထပ်ပြုံးစမ်းပါကွယ်နှဲနေလီအောင်မြင်းဆောင်မကြံကမင်းရဲ့ချိုမြတဲ့ပြုံးကိုငဲ့နေကြလေရဲ့တနခါခြေဆုံးကောင်းဆုံးလင်းရင်ဖြစ်ဖြစ်မိတ်ကပ်ပလေးလင်းကြံရင်ဖြစ်ဖြစ်ငါရင်ကိုလှုပ်ခတ်စေမဲ့တေချာချင်းတစ်ခုတော့အตาအရာဖြည့်လဲတော့ကွယ်ဒါမှဒီကောင်နေ့တိုင်းစိတ်လူလေးရနေတာထိုင်တာရှိမှာကွယ်ငါချစ်ချင်းလားမင်းပန်စင်ဖို့ထုတ်ပိုးထားပြီးလေရဲ့ဖောက်ဖွင့်ပန်စင်ယုံတာပြုံးမှာနောက်ထပ်နည်းနည်းပြုံးမှာအဲ့ဒီလိုပြုံးရင်ကိုငါရင်ကချိုလှပြီတကယ်ယူထုချက်